အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ချက်ချောက်မာလာလေးလှူစားဖြစ်ပါတယ်ပထမဆုံးအနေနဲ့ထည့်ရမယ့်အစာပလာတွေအကုန်လုံးပြင်ဆင်ထားရပေါ့နော်ချက်ချောက်ကအစတုန်းကတော့ထုတ်လိုက်သေးတယ်ရိုးတွေကိုဒါမဲ့ထုတ်လို့နောက်ပိုင်းအဆင်မပြေရနဲ့ပေါ့နော်မထုတ်တတ်တာလည်းပါတာပေါ့အားနဲ့အယိုးတွေကိုမထုတ်တော့ဘူးပေါ့နော်တက်တုံးဖြူစီတက်လိုက်တယ်ပြီးတော့မာလာနှစ်ထည့်လိုက်တယ်ပြီးတော့ချက်ချောက်လေးထည့်လိုက်တယ်ပြီးတော့အဲ့ထဲမှာအမှုလေးထည့်ထားရပေါ့နော်ပြီးတော့အကင်မှုန်လေးပါထည့်လိုက်ပါတယ်ပြီးတော့ကျတော့အဖြူရယ်နန်းပင်ရယ်ခါလေးတွေကိုဖြူရယ်ပေါ့နော်အားရပါထည့်လိုက်ပါတယ်အားရထည့်ပြီးတော့မှုရယ်ပြီးတော့နောက်ဆုံးမှာတော့မြေပဲထောင်းထားလေးထည့်ပြီးတော့နှမ်းလေးထည့်လိုက်တယ်ဒါပါပဲပြီးရင်စားလို့ရပါပြီအားလုံးကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်